ပါရှင် Rose Island Real Estate Company Limited မှာဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာတွေကတော့တန်ရှင်းဝန်ထမ်းဘဝကနေဒေါ်လာ8သန်းအထိပိုင်ဆိုင်တဲ့တန်းကျွတ်တထေးဖြစ်လာသူအကြောင်းပဲဖြစ်ပါတယ်ရှင်။တာမန်တန်ရှင်းဝန်ထမ်းတဦးကဒေါ်လာတန်ပေါင်းများစွာပိုင်ဆိုင်တဲ့တထေးကြီးတစ်ယောက်ဖြစ်လာမယ်ဆိုတာကိုမိတ်ဆွေအနေနဲ့ထင်ပါသလား။ဂျီပစီမိုးတိတ်နေရလို့အချိန်နဲ့တိုင်းနိုင်ရင်ရောဒီမှာတော့တာမန်လူတယောက်ကဘီလီယံနာတယောက်လိုချမ်းသာလာခဲ့တဲ့ Ronald Reid ရဲ့အမခန်းဇလန်တပုတ်လေးအကြောင်းပဲပြောပြပေးချင်ပါတယ်ရှင်။ Ronald Reid ဆိုတာဗာမောက်ပြည်နယ်ကတာမန်လူတယောက်ပါသူဟာကျန်းတိုက်အမိုက်ပြေတန်ရှင်းအလုံးနဲ့ဓာတ်ဆီဆိုင်ဝင်နဲ့လုပ်ခဲ့တဲ့သူပါဒါပေမဲ့သူ့ကွယ်လွန်ချိန်မှာ8တန်းကျော်အထိပိုင်ဆိုင်ခဲ့တယ်ပေါ့နော်။သူဘယ်လိုလုပ်ခဲ့သလဲ Ronald Reid ဆိုတာကဘာတူလဲသူ့ဘဝအစကမချမ်းသာဘူး1921ခုနှစ်ကမ္ဘာစီးပွားပြက်ကတ်ကာလ Great Depression မှာကြီးပင်းလာရလို့ငွေကြေးကိုချွေတာ30တက်တဲ့သူပါဒုတိယကမ္ဘာစစ်မှာစစ်မှုထမ်းပြီးတော့ပေါ့နော်တာမန်လားစာရတဲ့အလုပ်ကျန်းနဲ့အလုပ်တွေကိုပဲသူကလုပ်ကင်ခဲ့တယ်ဒါနောက်ပြီးတော့ပညာရေး background လည်းကောင်းကောင်းမရှိဘူးပေါ့နော်အတန်းပညာလည်းထင်သလောက်မသင်ခဲ့ရဘူးအလုပ်ကျန်းဘွားနဲ့ပဲသူ့တက်တာလုံးလုပ်ကင်ခဲ့တယ်တာမန်လူတန်းစားဘွားနဲ့ပဲသူနေထိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့လှုပ်ဝက်ချက်ကတော့ယင်းနှိမ့်မြုပ်နှံခြင်း investment ပါပဲသူကရလာတဲ့လစာအငယ်တွေကနေပြီးတော့နာမည်ကြီးတဲ့ကုမ္ပဏီကြီးတွေ blue chip ကုမ္ပဏီရဲ့ share တွေဝယ်စုတယ်ရလာတဲ့အမြတ်တွေကိုသူကမသုံးပြပဲနဲ့ပေါ့နော်ပြန်ပြီးတော့ရင်းနှီးတယ်ဒီ share တွေကိုရောင်းတာမဟုတ်ပဲနဲ့ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်ထားခဲ့တယ်ပေါ့နော်သူ့ရဲ့နေထိုင်မှုRonald Reid ကအရန်ချွေတာတယ်ကားဟောင်းလေးတစ်စီးကိုပဲမောင်းတယ်ထင်းခွေပြီးတော့မီးမွေးတယ်ဘဝကိုရိုးရှင်းလေးပဲဖြတ်တန်းပါတယ်တထေးကြီးမှဘယ်သူမှမယိမ့်မိခဲ့ပါဘူး2014ခုနှစ်သူကွယ်လွန်အသက်62မှာသူဆုံးမသွားခဲ့တယ်ပေါ့နော်သူကွယ်လွန်တဲ့အချိန်မှာမှသာသူ့ရဲ့ပိုင်ဆိုင်မှုဒေါ်လာ8တန်းကိုတွေးမိခဲ့တာပါအဲ့ထဲကတန်းပေါင်းများစွာကိုပရိုက်တာအသိဉာဏ်လှူခဲ့တယ်ပေါ့နော် Ronald Reid စီကနေပြီးတော့ကျမတို့ဘာတွေသိဉာဏ်လေ့လာနိုင်မလဲမိတ်ဆွေလဲဝင်နေတော့မှဒီနီးလဲနေနဲ့ပေါ့နော်ပတ်စံတွေကိုစုဆောင်းပြီးတော့ချမ်းသာအောင်လုပ်လို့ရပါတယ်ရှင်နံပါတ်1ကတော့ရေရှည်အတွက်ရင်းနှီးမြှုပ်နှံမှုပါ investment for long term ပေါ့နော် Reid က share တွေကိုနှစ်ပေါင်းများစွာကင်ထားတယ်နောက်ပြီးတော့ share ဈေးအတက်အကျဖြစ်တိုင်းကြောက်လန့်ပြီးတော့မရောင်းဘူးပေါ့နော်ရေရှည်မှာအမြတ်တွေပွားလာမယ့်အရာ compounding စားပွားသဘောတရားကိုယုံကြည်ပါနံပါတ်2ကတော့အရေးသွေးရှိတာကိုပဲရွေးဝယ်ပါchoose quality investment ပေါ့နော်ခိုင်မာပြီးသားကုမ္ပဏီကြီးတွေကိုရွေးချယ်ပါနေရာကောင်းတဲ့အိမ်ချမ်းမြေတွေမှာယင်းနှိမ့်မြုံနယ်မှာခေတ်စားနေတဲ့ trend တွေနောက်ကိုလိုက်မဝယ်ဘဲနဲ့ကိုယ်တိုင်လေ့လာပြီးတော့အလားလာရှိတဲ့နေရာတွေမှာယင်းနှိမ့်မြုံနယ်မှာနောက်3ကတော့ချွေတာပြီးစီကန်းရှိပါလို့အတက်အရာတွေဝယ်မဲ့အစားအဲ့ဒီငွေတွေကိုယင်းနှိမ့်မြုံနယ်မှာRonald Reid လိုအရန်ကြီးကစီနဲစရာမလိုပေမဲ့အလိုဆန္ဒတွေကိုခဏတာအောင်ထားခြင်း delay gratification ကမိတ်ဆွေကိုချမ်းသာစေပါလိမ့်မယ်နံပါတ်4ကတော့စိတ်ရှည်ပါstay disciplined and patient ပေါ့နော်တညာလေးနဲ့တထေးဖြစ်လာဖို့တော့မမျှော်လင့်ပါနဲ့စီကန်းရှိစုဆောင်းမယ်ဆိုလို့ရှိရင်အချိန်ကြာလာတဲ့နဲ့အများကကြွယ်ဝချမ်းသာပါလိမ့်မယ်နံပါတ်5ကတော့ပေးကမ်းမှာမျှဝေပါgift back ပေါ့နော် Reid ကနောက်ဆုံးမှာသူ့ငွေတွေကိုလှူဒန်းခဲ့တယ်မိတ်ဆွေတွေလည်းငွေရှာရင်းနဲ့တစ်ဖက်ကနေပြီးတော့ပေါ့နော်အလှူဒန်းနေလုပ်ပေးမယ်အများကျိုးပြုလုပ်ငန်းတွေမှာပါဝင်ကူညီပါဒါကမိတ်ဆွေရဲ့ဘဝကိုပုံမအထိပ္ပယ်ရှိလာစေပါမယ်ရှင်ဒီကုန်းချုပ်ရရင်တော့Reidရဲ့ဇလန်းကပေါ့နော်လာစာနေသူတွေအတွက်ခွန်အားပါပဲလာစာနေတိုင်းပတ်စံမစုဘူးဆိုတာတော့စင်ကြေတစ်ခုပဲပေါ့နော်မလိုအပ်တဲ့စိတ်တွေကိုလျှော့ပြီးတော့ store share တွေအိမ်ချမ်းမြေတွေမှာယင်းနှိမ့်မြုံနှံတာအခြားပိုင်ဆိုင်မှုတစ်ခုခုမှာယင်းနှိမ့်မြုံနှံတာတွေကိုစလုပ်ကြည့်ပါမိတ်ဆွေတင်ရောအစင်းသင်းဖြစ်ပြီလားမိတ်ဆွေမှာဝင်ငွေပိုရနိုင်မဲ့နီးလန်းတွေဘေးထွက်အလုံး side hustle တွေရှိကောင်းရှိနိုင်ပါတယ်အဓိကအားရတဲ့ငွေတွေကိုမသုံးဖြစ်ပဲနဲ့အနာဂတ်အတွက်ယင်းနှိမ့်မြုံနှံမှာအစုဆောင်းပါမိတ်ဆွေလည်းလုံနိုင်ပါတယ်မိတ်ဆွေရဲ့ကြွယ်ဝချမ်းသာမှုခရီးစဉ်အတွက်အားပေးနေပါတယ် fightingမိတ်ဆွေလည်းအိတ်ချမ်းမြေရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် Rose Island Real Estate Company Limited ကိုသတိရလိုက်ပါနော်နောက်ထပ်အသေးစိတ်သိရှိလိုပါက Rose Island Real Estate Company Limited ဖုန်း09 650599755ကိုဆက်သွယ်လို့ရပါတယ်ရှင်ဒီ post ကိုမျှဝေပြီးတော့တက်မိတ်ဆွေတွေကိုလည်းငွေကြေးဆိုင်ရာပညာရဲ့အကြောင်းကိုပြောပြလိုက်ပါ
အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ဘူးတူတာတွေကိုပုံမသိရှိလို့ရှိရင် Rose Island Real Estate Page လေးကို like and follow comment လေးတွေပေးလိုက်ဖို့သတိရလိုက်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်